ညကတိတ်ဆိတ်လွန်လို့ကိုယ့်ရဲ့အသက်ရှူတန်းကိုတော့ပြန်ကြားနေရတယ်ကိုအောင်တယောက်တည်းအိမ်မှာကြံခဲ့တဲ့ညပေါ့မိုးကလည်းတဖွဲဖွဲရွာနေပြီးလေတိုးထန်တွေကပတင်းပေါင်းမှန်တွေကိုတုံခါစေတယ်အိပ်ပျော်ခါနီးအချိန်ည12နာရီတီမှာထောက်အိမ်ရွှေ့တကားကိုခတ်မှန်မှန်ခောက်လိုက်တဲ့အတန်ကိုအောင်နိုးသွားပြီမဲ့လေတိုက်လို့ဖြစ်မှာပါဆိုပြီးပြန်အိပ်ဖို့ကြိုးစားတယ်တောက်တီးတခါတော့အတန်ကပိုကျဲလာပြီးပိုလီးလန့်လာတယ်ကိုအောင်စိတ်မသက်မသားနဲ့ထလိုက်ပြီးဧခန်းကိုထွက်လာခဲ့တယ်တကားကမှန်ပေါက်ကနေအပြင်ကိုချောင်းကြည့်တော့ဘသူမှမရှိဘူးဒါပေမဲ့တကားမှန်ပေါ်မှာရင်ငွဲ့တွေရိုက်နေပြီးလက်ဝါးရာကြီးတစ်ခုထင်းကျန်နေတာကိုတွေ့လိုက်ရတယ်ဘသူလဲလို့အော်မေးပေမဲ့သိပ်စိတ်ချင်းကပဲအဖြေပေးတယ်ကိုအောင်အခန်းထဲပြန်ဝင်ပြီးစောင်ကိုခေါင်းမီးခြုံလိုက်တယ်အဲ့ဒီအချိန်မှာပဲသူဖုန်းထဲကို message တစ်စောင်ဝင်လာတယ်စိမ့်သက်တဲ့နံပါတ်တစ်ခုစီကပါတကားဖွင့်ပေးပါအပြင်မှာအရန်အေးနေလို့ကိုအောင်ရဲ့ကြောရိုးတစ်ချောင်းစိန်ကနေထစ်သွားတယ်သူတကားကိုတေချာပိတ်ခဲ့တာပဲဒါပေမဲ့ရုတ်တရက်သူ့ကူတင်အောက်ကတရှူးရှူးနဲ့ဆွဲထန်တစ်ခုထွက်လာတယ်သူဖြည်းဖြည်းချင်းငုံကြည့်လိုက်တဲ့အခါကူရင်အောင်မှာအဖြူရောင်ဝတ်ဆုံးတဲ့မိန်းကလေးတယောက်သူမရဲ့မျက်နှာကဖြူလောနေပြီးမျက်လုံးတွေကသွေးရောင်လွှမ်းနေတယ်သူမကကိုအောင်ကိုစိုက်ကြည့်ရင်ပါးကိုနားရွက်အထိဖြဲပြီးပြုံးပြလိုက်တယ်တကားခောက်တာငါမဟုတ်ဘူးငါကအထဲမှာရှိနေတာကြားပြီအဲ့ဒီနောက်အခန်းမီကဖြတ်ခနဲ့ငိမ့်သွားပြီးကိုအောင်ရဲ့အော်ဒန်ကညအမောင်ထဲမှာပျောက်ကွယ်သွားပါတော့တယ်